Hey everyone ဒီနေ့မှာကျွန်တော်ပြောပြပေးချင်တဲ့အကြောင်းအရာက weight ချတဲ့သူတွေတော်တော်များများကြုံရတဲ့သူတို့ကို weight ချတဲ့နေရာမှာအခက်အခဲဖြစ်အောင်လို့ဒုက္ခပေးတဲ့အချက်၅ချက်ပြောပြပေးချင်တယ်ဒီအချက်၅ချက်ကိုမိတ်ဆွေသိပြီးသွားပြီဆိုရင်တော့မိတ်ဆွေဘဝမှာ weight ချရတာအင်မတန်လွယ်ကူသွားလိမ့်မယ်ဆိုတော့ကျွန်တော်နဲ့အတူတူပါလဲဆိုတာကြီးကြည့်လိုက်ရအောင်နော်အားလုံးပဲမင်္ဂလာပါ Business Life Page ကကိုရှိုင်းဖြစ်ပါတယ်ဆိုတော့ကိုရှိုင်းကပေါင်80ကျော်ကိုယ်တိုင်ချခဲ့ဘူးတဲ့လူတစ်ယောက်လည်းဖြစ်တယ်လို့မျိုးကိုရှိုင်းကိုယ်တိုင်လည်းcertified personal trainer လက်မှတ်ရ trainer တယောက်ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကိုရှင်းပြောပြပေးခြင်းတဲ့အကြောင်းအရာကလူတွေပေါ့နော်သူတို့ကို weight ချရမှာခက်ခဲအောင်လို့ဒုက္ခပေးတဲ့အချက်၅ချက်ပြောပြပေးမှဖြစ်တယ်ကိုရှင်းကိုယ်တိုင်လည်းပေါင်80ကျော်ချခဲ့ပေမဲ့ဒီအချက်၅ချက်ကကိုရှင်းရဲ့ဒီ process မှာပေါ့နော်တော်တော်လေးဒုက္ခပေးခဲ့တယ်ဆိုတော့မိတ်ဆွေတို့ကဒီ၅ချက်ကိုသိပြီးတော့လို့ရှောင်နိုင်တယ်ဆိုရင်မိတ်ဆွေတို့ weight ချတဲ့ခရီးစဉ်ကပို့ပြီးတော့လွယ်ကူပြီးတော့မြန်ဆန်သွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါပါလေးလဲဆိုတော့ကြည့်လိုက်ရအောင်နော်နံပါတ်1ကရုပ်ရှင်ကြည့်ရင်လည်းအစာစားတဲ့အချင်းဆိုတော့ရုပ်ရှင်ကြည့်ရင်အစာစားတဲ့အခါမှာကျွန်တော်တို့ဘာဖြစ်တယ်လဲဆိုရင် mindless eating ပေါ့နော်တတိလက်လွတ်စားမိတတ်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီရုပ်ရှင်ကြည့်ရင်လည်းအစာစားရတာအယံဝါဒနာပါတယ်ဆိုတော့ကျွန်တော်ရုပ်ရှင်တကားကြည့်မယ်အဲ့ဒီရုပ်ရှင်ကိုကြည့်ရင်လည်းထမင်းစားတာတော့၎င်းဒါမှမဟုတ်မုတ်တွေအထုပ်တွေမုတ်တွေချိုရည်တွေဝယ်ပြီးတော့စားတာတော့၎င်းလုပ်တဲ့ခါကျရင်ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်ရဲ့အာယုံကလေဒီရုပ်ရှင်ထဲမှာမျောနေတဲ့ခါကြတော့ကျွန်တော်တို့ကဒီစားတဲ့ဟာကဘယ်လောက်ထိစားလို့စားမိမှန်းမသိတယ်လို့မျိုးကျွန်တော်တို့အုံနောက်ကပြတဲ့ signal ပြတဲ့ငါဘိုက်ပြည့်နေပြီဆိုတဲ့ဟာကလည်းကျွန်တော်တို့လွတ်သွားတတ်တယ်မယုံရင်ကိုယ်တိုင်ပေါ့နော်စားကြည့်ရုပ်ရှင်ကြည့်ရင်လည်းအစာစားတဲ့ခါမှာဆိုရင်ပုံမှန်စားတာတည်းပို့ပြီးတော့များစားမိတတ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အစားစားတဲ့ခါမှာကျွန်တော်တို့ mindful eating လို့ခေါ်တဲ့တတိနဲ့စားတယ်ဆိုရင်လေကျွန်တော်တို့ဆိုင်းနဲ့ဘိုက်ပြည့်အင်လာတဲ့ဟာကိုဒီအုံနောက်က signal ပြတယ်signal ပြတဲ့ခါကျရင်ကျွန်တော်ကဆက်ပြီးတော့မစားခြင်းတော့ဒါဆိုရင်ငါဘိုက်ပြည့်ပြီဆိုပြီးတော့ဗောနော်ထားလိုက်တတ်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ရုပ်ရှင်ကြည့်ရင်လည်းစားရင်လေအဲ့ဒီ signal ကိုလွတ်သွားတတ်တယ်လွတ်သွားတဲ့ခါကျရင်လေအများကြီးစားပြီးတော့တအားဘိုက်ပြည့်တဲ့ခါကျတော့မှကျွန်တော်တို့တတိရတဲ့ခါကျရင်တတိတောင်မရအောင်ရုပ်ရှင်ပြီးသွားမှသာကြည့်လိုက်မုတ်တွေအားလုံးကုန်နေပြီကိုစားရတာက3ယောက်စာလောက်ရှိတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုခဏဖြစ်ခဲ့ဘူးတယ်ဆိုတော့ကျွန်တော် weight ချတဲ့အချိန်မှာရုပ်ရှင်ကြည့်ရင်စားမိပြီဆိုရင်ကျွန်တော်နောက်နေ့ကျရင်နောင်နာတွေရပြီးတော့မနေ့ပြန်ပြီးတော့စူးစမ်းရတယ်ပေါ့နော်ဆိုတော့ရုပ်ရှင်ကြည့်တဲ့အခါကျရင်တကယ်အစာစားရင်အများကြီးစားမိစေပါတယ်ဆိုတော့ဘာလုပ်လို့ရလဲဆိုရင်တော့ကျွန်တော်တို့တွေအစာစားတဲ့အခါကျရင်ဖြစ်နိုင်ရင်ရုပ်ရှင်ကြည့်တာတို့ဖုန်းသုံးတာတို့မလုပ်ပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေအစားအသောက်ကိုဒါတွေက mindless eating ပေါ့နော်တတိလက်လွတ်စားမိစေတယ်ဒါပေမဲ့ကျွန်တော်တို့တတိဘယ်လိုပြောမလဲတတိကပ်ပြီးတော့စားတယ်ပြောရမလားပေါ့နော်အစားအသောက်ကိုကျွန်တော်တို့ဘာမှရုပ်ရှင်တစ်ပိုင်းမကြည့်ဘဲနဲ့အစားအသောက်ကိုအချိန်ပေးပြီးတော့တိတ်လည်းမကြပါဘူးကျွန်တော်တို့အလုံးလုံးကြာ10မိနစ်15မိနစ်ပေါ့နော်ထမင်းတစ်ခါစားရဲဆိုတာတတိလေးနဲ့ဒီပြောရမယ်ဆိုအစားအသောက်တွေကိုလည်းအရသာခံပြီးတော့စားတဲ့ခါမှာဆိုရင်ကျွန်တော်တို့တွေဘိုက်ကပြည့်သွားတဲ့အချိန်မှာကျွန်တော်ချက်ချင်းခန္ဓာကိုယ်က signal ရတယ်ဒါဆိုရင်အလွန်အကျွံမစားမိတော့ဘူးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ခုနပြောခဲ့လို့ပဲရုပ်ရှင်ကြည့်ပြီးတော့တတိလက်လွတ်စားရဲဆိုရင်တော့မျက်စိဘဝမှာအစားတွေလွန်သွားပြီးတော့ဝိတ်ကြဖို့အတွက်ဝေးနေအောင်မှာဖြစ်ပါတယ်နောက်တစ်ခုကsoda အချိုရည်တွေကလေsoda ဆိုတဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့ sparkling တွေ cola တွေ Sunkist တွေဒီ gas ပါတဲ့အချိုရည်တွေပေါ့နော်ဒီကောင်တွေကဘာဖြစ်လဲဆိုရင် number 1ချက်ကကြတော့သူတို့ကိုယ်၌ကလည်း calorie များတယ်ပြီးတော့ရင်ကျွန်တော်ပြောတာအချိုရည်တစ်ခုတောက်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကထားပါတော့calorie တစ်ခုကျွန်တော်တို့တောက်လိုက်တယ်ဝင်သွားတယ်ရေလုံးမဟုတ်ဘူးเนาะရေဆိုတာဘယ်လောက်တောက်ကျွန်တော်တို့ဒီမှာ calorie မပါဘူးကျွန်တော်တို့ဘိုက်ရေတောက်ပြီးရင်တိတ်ပေါက်တာပဲရှိတယ်ကျွန်တော်ခဏကတစ်စက်မှပိုဝမလာဘူးဒါပေမဲ့ကျွန်တော်တို့အချိုရည်တောက်လိုက်တယ်ဆိုအချိုရည်တောက်လိုက်တဲ့မှာကျွန်တော်တို့ထဲမှာ calorie တွေဝင်သွားတာတမင်အစာတွေစားသလိုပဲပြီးရင်ပိုဆိုးတာကအဲ့အချိုရည်ကတောက်လိုက်ပြီးသွားရင်ဘိုက်မဝအောင်ခဏနေပြန်စားတာပဲဆိုတော့သူကိုယ်၌ကလည်း calorie ပိုပြီးတော့ဗောနော်ထပ်ဆင့်တိုးပွားစေတဲ့အပြင်ကိုနောက်တစ်ခုကအဲ့ဒီ gas အချိုရည်တွေတောက်ကြည့်ဘာဖြစ်လဲဆိုရင်အချိုရည်တောက်တဲ့ချိန်မှာမုတ်စားခြင်းတယ်ကျွန်တော်ဆိုရင်ကိုလာတို့ဘာလို့တောက်တယ်ဆိုရင်လေအာလူကြော်လေးနဲ့မှဒါမှမဟုတ်လည်းကိတ်ကလေးတွေပါမုံလေးတွေနဲ့မှအဲ့လိုမျိုးမှတွဲပြီးတော့စားတတ်တယ်ဆိုတဲ့ခါမှာလဲသူဒီအချိုရည်ကိုနိုင်ကတောက်လိုက်တဲ့ခါမှာကျွန်တော်တို့ craving ဖြစ်စေတာပေါ့နော်ဆိုတော့ဒါကျွန်တော်ကိုတွေ့ကြုံရတဲ့ဟာတွေပြောနေတာနော်စာတွေကနေဖတ်ပြီးတော့ချက်ပြောတာမဟုတ်ကျွန်တော်ကိုယ်တိုင်ပဲအချိုရည်တောက်ပြီးဆိုရင်ကျွန်တော်အာလူကြော်တွေစားမိတယ်မုတ်တွေအများကြီးစားမိတယ်တူတူပြင်အဲ့ဒီ gas ပါတဲ့အချိုရည်တွေပေါ့နော်ဆိုတော့တောက်မိတယ်ရင်ဒီကောင်တွေက craving ဖြစ်စေတယ်ဒါကြောင့်မို့လို့ကိုက weight ချနေတယ်ဆိုရင်ဒီအချိုရည်တွေကိုတတ်နိုင်လောက်ရှောင်မို့လိုပါတယ်ဆိုပြောတဲ့ခါမှာဆိုတရက်သေးအချိုရည်လုံးဝမတောက်ရတဲ့လိုမျိုးပြောချင်တာတော့မဟုတ်ပဲမဲ့အဲ့ဒီအချိုရည်တောက်တဲ့ခါမှာဆိုရင်လည်းကိုကတတိလေးကပ်ပြီးတော့နော်ငါအချိုရည်တောက်တဲ့ခါမှာဆိုရင်အချိုရည်ပဲတောက်မယ်ဆိုပြီးတော့နည်းနည်းဘယ်လိုစိတ်ကိုတင်းထားတဲ့ခါမျိုးမှာဆိုရင်မုတ်တွေအများကြီးမစားမိတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကတော့တတ်နိုင်လောက်အချိုရည်လေးတွေကိုရှောင်ပြီးပေါ့နော်ဒါသူကိုယ်၌ကလည်း calorie များလို့ခုနပြောလို့ကျွန်တော်တို့
တခြားသောအစားအစာတွေကိုလည်းပို့ပြီးတော့စားမိအောင် craving ဖြစ်စေတယ်ပေါ့နော်ဆိုတော့ဒီအချက်ကိုမိတ်ဆွေတတိကတ်ထားမယ်ဆိုရင်ဝိတ်ချဖို့အတွက်အင်မတန်လွယ်ကူမယ်မဟုတ်ဘဲနဲ့အချိုရည်တွေကိုကျန်တာတွေ short စားတယ်ဆိုပြီးတော့အချိုရည်တောက်နေတော့မယ်ဆိုရင်မိတ်ဆွေရဲ့ဝိတ်ချတဲ့ process ကတော့နှေးနေအောင်မှဖြစ်ပါတယ်တတိယတစ်ချက်ကကြတော့လူတော်တော်များများမတိပဲနဲ့ဖြစ်နေတဲ့အရာပေါ့နော်အဲ့ဒါပါလဲဆိုတော့ဝိတ်ချတဲ့သူတော်တော်များများကလေအစားကိုလုံလောက်အောင်မစားမိဘူးဆိုတော့ဝိတ် short ပါတယ်ဆိုမှတော့ short စားရမှာပေါ့လို့ပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့လေကျွန်တော်တို့တွေလုံလောက်အောင်မစားတဲ့အခါမှာဘာလဲဆိုရင်ဥပမာထားပါတော့ကျွန်တော်တို့တွေ weight short ရမှန်နဲ့ကျွန်တော်တို့တွေ calorie deficit ဖြစ်အောင်လို့အတိုင်းအတာတစ်ခုတွေ short ထားပဲမဲ့ကျွန်တော်တို့နေ့လည်စာညစာအထူးသဖြင့်ကျွန်တော်တို့ exercise လုပ်တဲ့လူတွေ work out လုပ်တဲ့လူတွေဆိုရင်ကျွန်တော်လုံလောက်အောင်စားဖို့လိုတယ် calorie တစ်ခု short ထားပဲမဲ့ကျွန်တော်တို့တကယ်အာဟာရပြည့်ဝတဲ့ထမင်းတွေအသီးရွက်တွေအသားငါးတွေကျွန်တော်တို့စားဖို့လိုအပ်တယ်အဲ့လိုမျိုးမစားရင်ဘာဖြစ်တယ်လဲဆိုတော့ဥပမာထားပါတော့ကျွန်တော်နေခင်းပိုင်းမှာဗျာနေ့လည်စာကိုကျွန်တော်ငါ weight short တယ်ဆိုပြီးတော့အခု Facebook တွေပါတယ်မှာခက်စားနေပြီပေါ့ထမင်းလေးလေးစွန်းနဲ့ကြက်ဥလေးတစ်ချမ်းနှစ်ချမ်းလောက်နဲ့အဲ့လိုမျိုးလေးပဲစားလိုက်တယ်အရွက်လေးတစ်ဖက်နှစ်ဖက်နဲ့စားလိုက်တယ်အဲ့လိုမျိုးစားလိုက်တဲ့ခါကျရင်လူကဘာဖြစ်လဲဆိုတော့စိတ်ထဲမှာတော့ငါအရန် weight short လိုက်ပြီးငါအများကြီး short စားလိုက်တော့ငါအရန်ကြတော့မှာပဲလို့ထင်ပေမဲ့ဘာပြဿနာတက်လဲဆိုရင်အဲ့နေခင်းမှာ short စားလိုက်တဲ့ခါမှာညနေကျရင်စားပြီအထူးသဖြင့် gym ဆော့မဲ့သူတွေဆိုပို့ဆိုတယ် gym ကညနေသွားဆော့ရတော့မယ်ဘက်ကအရန်စားနေတယ်စားလိုက်မိရင်လည်းဝါမှလည်းဆိုတော့အဲ့ပြဿနာတက်တဲ့ခါကျရင်လေဘာဖြစ်တက်လဲဆိုတော့နောက်ဆုံးလေနှစ်ခုပြဿနာတက်တယ်တစ်ခုကကြတော့ပိုက်အရန်စားတဲ့ခါမှာဆို gym မသွားချင်တော့လူဆိုတာစားနေပြီဆိုရင်အားမရှိဘူးလုပ်ချင်ခိုင်းလို့မရှိတော့ဘူးလေနော်အဲ့မှာဆိုရင် gym နေပါပြတ်တယ်ဒါမှမဟုတ် exercise တစ်ခုခုအိမ်မှာလုပ်မယ်ဆိုရင်လည်းအဲ့ဒီမှာမလုပ်ဖြစ်တော့ဘူးနောက်တစ်ခုကဘာဖြစ်လဲဆိုရင်အဲ့ဒီ short စားလိုက်တဲ့အတွက်ကြောင့်မလို့အခုထားပါတော့မဖြစ်မနေ gym ကိုသွားလိုက်တယ်ဒါပေမဲ့ပြန်လာတဲ့အချိန်မှာကျွန်တော်တို့တွေအများကြီးစားမိသွားတယ်လိုရာထက်ပို့ပြီးတော့စားမိတော့ဘာလို့ဘိုက်ကစားတာဟိုစားတဲ့ခါကျတော့စားမိမှာပေါ့ဟုတ်တယ်မလားအဲ့လိုစားမိသွားတဲ့ခါမှာဆိုရင်ဟိုက weight short ရမယ်ဆိုတာပိုတော့မှ weight ပြီးတော့ calorie deficit ပြရမယ်ဆိုတာ calorie surplus ဖြစ်သွားတာပေါ့နော် weight ပိုပြီးတော့တက်သွားတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါသတိထားဖို့လိုတယ်အဲ့ဒါကြောင့်မလို့ weight short တဲ့သူကမှန်တယ်တစ်နေ့တာလုံးမှာကျွန်တော်တို့လိုအပ်တဲ့ကျွန်တော်တို့လောင်ကျွမ်းရမယ့် calorie ပမာဏထက်ပေါ့လောင်ကျွမ်းနိုင်တဲ့ calorie ပမာဏထက် short စားရမှာမှန်တယ်ဒါပေမဲ့အလွန်အကျွံကျွန်တော်တို့ short စားတဲ့ခါကျရင်အဲ့ binge eating ဆိုတဲ့ခါပေါ့နော်ထားပါတော့မနက်နေ့လယ်ညမျက်တစားရမယ်အစားအရင်မနက်ပိုင်းမှာရှော့လိုက်တဲ့ခါမှာညနေပိုင်းမှာကျတော့မလိုပဲနဲ့အလွန်ကျွံစားမိသွားတဲ့ခါမှာဆိုရင်ရှော့တာထက်တောင်ကိုကပိုသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကလူတွေတော်တော်များများလေသတိမထားမိပေမဲ့အများဖြစ်တဲ့ပြဿနာပဲသူတို့ကစိတ်ထဲမှာငါဒီနေ့စားမိသွားပြီတကယ်တော့စားမိသွားတဲ့အကြောင်းရင်းကိုမသိဘူးစားမိသွားတာပဲသိပြီးတော့နောက်လာရတာဘာကြောင့်စားမိရလဲဆိုတော့အရှိအနက်မှာလိုတာထက်ပိုပြီးတော့ short စားမိတော့အဲကြောင့်မလို့လုံလောက်စွာစားခြင်းရတယ်ကျွန်တော် weight ချတဲ့နေရာမှာအရင် process မှာအရေးကြီးတယ်ကျွန်တော်ကိုယ်တိုင်ဒါသိသွားတဲ့အခါမှာဆိုအဲ့ပြဿနာကျွန်တော်မှတော်တော်လေးကင်းဝေးသွားတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တအား short စားနေတော့မှဆိုရင်တော့မိတ်ဆွေ weight ချတဲ့ process မှာနှိကွေးနေအောင်မှာဖြစ်ပါတယ်နံပါတ်၄ချက်ကလက်ကျန်ရှင်းတာဆိုတော့ဒီဟာတော်တော်များများကြုံမှုမဲ့တင်တယ်เนาะအထူးသဖြင့်မိဘတွေလူကြီးပိုင်းနေဆိုပိုကြုံရတယ်ကျွန်တော်ကိုယ်တိုင်လည်းမိဘတယောက်ဖြစ်တဲ့အခါမှာတအိမ်လုံးမှာပေါ့နော်ကျွန်တော်နဲ့ကျွန်တော်ဇနီးတဲ့ဆိုရင်ကြံတဲ့ဟာတွေဆိုရင်ကျွန်တော်တို့စားမိတတ်ကြတယ်ဆိုတော့အဲ့ဒါတော်တော်လေးကျွန်တော်ကိုယ်တိုင်လည်းဒီပေါင်80ကျော်သားကြာတော့တာအများကြီးရုန်းကန်ရတယ်ပေါ့နော်အဲ့လိုလဲဆိုတော့မိသားကလေးတွေကကြတော့တို့တွေကဟိုဘယ်လိုပြောမလဲတိတ် cute size စရာမလိုတို့စားချင်တော့စားမယ်ပြီးရင်ပြစ်ထားခဲ့မယ်ဒါပေမဲ့ကျွန်တော်တို့တွေကကြတော့ကြီးလိုက်တဲ့ခါကျရင်ဟင်းတွေကအများကြီးဒါချက်ပြုတ်ထားတာတွေဝေကြီးကုန်ကြခံပြီးတော့ချက်ပြုတ်ထားတာလေနော်ဆိုတော့ကိုယ်ပတ်စံနေနဲ့ချက်ပြုတ်ထားတာဒါပေမဲ့ဒါတွေကပိုးနေမှာဆိုတော့နှမျောတယ်နှမျောတဲ့ခါမှာဆိုရင်စားမိတယ်စားမိတဲ့ခါမှာဆိုဘာဖြစ်လဲဆိုတော့ကျွန်တော်ခုနပြောတဲ့calorie surplus တွေဖြစ်ကုန်တနေ့တာစားရမယ့်ပမာဏတွေပို့ကုန်ရောအဲ့လိုမျိုးနဲ့ခဏ weight ချရမယ့်ရက်တွေကနောက်ကျပြီးတော့နှေးပြီးတော့ fail တွေဖြစ်ကုန်တာပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးရက်တွေအများကြီးကြုံခဲ့ရတယ်ဆိုတော့အရင်သတိထားရတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ mindset ထဲမှာကျွန်တော်ထည့်ထားလို့ရတယ်ငါ weight ဒီတရက်ဒီဟာလေးကိုနှမျောပြီးတော့စားလိုက်မဲ့အစားဒီပို့သွားတဲ့ပေါ့နော်ကြံတဲ့ပစ္စည်းတွေကမှန်တယ်သူ့ရဲ့ငွေအတိုင်းအတာပမာဏတစ်ခုတော့ဆုံးရှုံးသွားတာမှန်ပေမဲ့ဒီဟာတွေကငါ weight ကျသွားမဲ့ငါရဲ့ process အတွက်ဘယ်လိုပြောမလဲအဖို့ခပေါ့နော် cost ပေါ့နော်အဲ့လိုမျိုးတတ်မှတ်လိုက်အဲ့ဒါဆိုရင်မိတ်ဆွေတို့ဒီဟာကိုကြော်လွန်သွားလိုက်မယ်ဟောဒီဟာကြံတဲ့မှန်တယ်ဒီဟာနှမျောဖို့ကောင်းတယ်ဒီဟာတွေကပတ်စံတွေဆုံးရှုံးတယ်ပေါ့နော် waste ဖြစ်တယ်လို့waste ဖြစ်တာတော့မှန်တယ်ဒါပေမဲ့ဒါတွေကငါ weight ချမယ်ငါရဲ့ process ဆိုဘာလို့ကျွန်တော်တို့ကိုယ်တိုင် weight ချဖို့အတွက်ကိုဂျင်ဘိုးတွေပေးတယ်ကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေဝယ်တယ်တကယ် healthy ဖြစ်တဲ့အစားအသောက်တွေဝယ်စားနေတာပတ်စံကုန်တာပဲလေနော်အဲ့ဒီထဲမှာဒီခုနက waste ဖြစ်သွားတဲ့ဟာလေးတွေလည်းဒါငါရဲ့ကျမ်းမာရေးအတွက်ငါရဲ့ weight ချဖို့အတွက်လိုအပ်တဲ့ငွေပဲဆိုပြီးအဲ့ဒီ process လေးထည့်ပေါင်းလိုက်တာပေါ့နော်ဒီငွေလေးကငါရဲ့ကျမ်းမာဖို့အတွက် cost ပဲဆိုပြီးအဲ့လိုမျိုး mindset လေးထည့်တွေးလိုက်တယ်ဆိုရင်မစားဖြစ်တော့ဘူးမစားဖြစ်တဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်
အဲ့လိုလက်ကျန်ရှင်တဲ့ဘဝကနေပြီးတော့လွတ်သွားပြီးတော့ကျွန်တော်တို့ဒီနေ့တိုင်းမှာကို weight short နေရဆိုရင် calorie deficit ကိုဖြစ်အောင်စားနိုင်တော့မှာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကနှမျောတယ်weight ဖြစ်တယ်ဆိုပြီးတော့လက်ကျန်နေရှင်းနေပြီးတော့ကျွန်တော်တို့အများနဲ့ calorie deficit ဖြစ်ဖို့ဒီနေ့ဒါလိုအားတက်ပို short စားဖို့အတွက်ခက်ခဲနေအောင်မှဖြစ်ပြီးတော့ကျွန်တော် weight ကျဖို့အတွက်ကိုဝင်းနေအောင်မှဖြစ်ပါတယ်နံပါတ်5ချက်ကကြတော့အရန် perfect ကိုမှန်းတယ်ပြီးရင်မထူးဆက်ခင်းတယ်ဆိုတော့ဒါလည်းလူတော်တော်များများဖြစ်နေကြအချက်ပဲเนาะကျွန်တော်ကိုယ်တိုင်လည်းအများကြီးဖြစ်ခဲ့တယ်ဆိုတော့ဘယ်လိုလဲဆိုတော့ပထမအရန် perfect man နဲ့ငါဒီနေ့မှာဟိုထားပါတော့အချိုရည်လေးတငုံလောက်တောင်မတောက်ဘူးငါလုံးဝ diet ပေါ့နော်စားတော့လုံးဝမစားဘူးဒီနေ့မှာတခြားသစည်းတောင်မစားဘူးလုံးဝအချိုနဲ့မှတ်တိုင်အကုန်ဖြစ်ထားပါအဲ့လိုမျိုးပေါ့နော်လုံးဝ extreme အတိအကျ perfect ကြီးကိုမှန်းပြီးတော့အဲ့လိုမျိုးလွတ်သွားတယ်သွားရင်နဲ့ထားပါတော့ maybe တချို့လဲတပတ်တလလောက်ထိလုံနိုင်ကြတယ်ပေါ့နော်ကျွန်တော်ဆိုတော့အဲ့လောက်တော့မလုံနိုင်ဘူး3-4ရက်ပဲအဲ့လောက်ကြီးဆိုရင် extreme ကျွန်တော်လုံးဝမလုံနိုင်ဘူးကျွန်တော်ဘဝမှာလေ့ကျင့်ခန်းလုပ်တယ်စားကိုတက်နိုင်တဲ့လောက်လျှော့တယ်အဲ့လိုပဲသွားခဲ့ရတာဒါပေမဲ့အဲ့လိုမျိုး perfect ကျွန်တော်လုံးမိတဲ့အချိန်တွေရှိခဲ့ဘူးတယ်ဆိုတော့အဲ့လိုမျိုးလုံးမိတဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့အစားတော့ငါအရန်ပေါ့နော်ဒီနေ့ငါအချိုလုံးဝမစားဘူးငါလုံးဝဘယ်လိုပြောမလဲစီနဲ့ပတ်သက်တဲ့ဇက်မှမစားဘူးရေလုံးပြုတ်တွေစားတယ်ငါဒီနေ့လုံးဝပေါ့နော်ဂျန်ကူတွေလုံးဝမစားဘူး perfect ပေါ့နော်ကိုအရန်ပြောတယ်ဒါပေမဲ့1ရက်2ရက်လောက်ပဲခံတယ်အဲ့ဒါကပြီးသွားရင်ဘာဖြစ်လာလဲဆိုတော့မတော်စားမိသွားတယ်အဲ့လိုစားမိလဲဆိုတော့လူဆိုတာဒါအချိုတစ်စက်မှမစားဘူးစီတစ်စက်မှမစားရဘူးလုံးဝဘာဆိုဘာမှမစားဘူးရေလုံးပြုတ်ပဲစားရမယ်ဆိုဘယ်ခံနိုင်မလဲကြားတဲ့ခါကျတော့အဲ့လိုမျိုးခါကျတော့အထဲမှာလူကတကယ်စားလောင်နေတာကျွန်တော် motivation ဖြစ်နေလို့ဒါခဏတချို့ဆိုတော့အရင် motivate ဖြစ်တော့ maybe တစ်လလောက်ခံပါဘောနော်ကျွန်တော်ကတော့1ရက်2ရက်ပဲခံတယ်ပြီးွားရင်မခံနိုင်တော့အရင်စားခြင်းတဲ့ခါမှာကျွန်တော်စားမိသွားတဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့အဲ့ perfect ဆိုတဲ့စိတ်သက်ကြီးကလည်းပျက်စီးသွားတဲ့ခါကျရင်ဘာဖြစ်လဲဆိုရင်မထူးဆက်ခင်ပြီထူတော့ပါကွာငါလည်းလုံးမိသွားပြီဆိုပြီးတော့လေစွတ်စားတာ binge eating လို့ခေါ်တယ်ဗောနော်ဘယ်မထူတော့ငါအချိုရတောက်မိပြီဆိုမှတော့2ဘူး3ဘူးတောက်မိတော့အရင်တော့မှပုံမှန်ဆိုအေးတောက်1ဘူးလောက်ပဲတောက်တာအရင်နဲ့ထိန်းချုပ်ပြီးတော့တကယ်တောက်လဲတောက်မထူးဆိုပြီးတော့မတောက်ရတာလဲကြာအဲ့လိုမျိုးခံစားရတဲ့ခါကျတော့2ဘူးတွေ3ဘူးတွေတောက်မိတော့အဲ့လိုမုတ်တွေဆိုရင်လည်းအရင်ထပ်ပို့ပြီးတော့အလွန်ကျွံနေစားမိတော့အဲ့လိုစားမိရနေပြီးတော့ဘာထပ်ဖြစ်လဲဆိုတော့ထပ်ပြီးစိတ်တက်ကြနောက်တည့်ထူပါကွာမနေ့ကလည်းငါစားမိသွားပြီဆိုတော့ဒီနေ့လည်းထပ်စားလိုက်အောင်ပါနောက်တည့်ထူပါကွာထပ်စားလိုက်အောင်ပါနဲ့အဲ့လိုနဲ့တချို့ဆိုရင်တစ်ပတ်2ပတ်တွေဖြစ်ပြီးတော့လေသူတို့အရှိမဝိတ်ချခဲ့တဲ့ process တွေအကုန်ပလုံသွားအရင်ဝိတ်မချခင်ကထထောင်ပို့ပြီးတော့တက်သွားသေးတယ်အဲ့ဒါဘာလဲဆိုခုနပြောလို့အရင် perfect ကိုမှန်းတယ်ပြီးသွားရင်မထူးဆက်ခင်းတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တမ်းလောက်ရမှာဘယ်လိုမျိုးလဲဆိုတော့အရင် perfect မှန်းတယ်ကိုလုံးနိုင်တဲ့လောက်ပမာဏလေးပဲငါဘယ်လိုလုပ်မလဲငါစီကြော်စာလေးရှောင်းမယ်အချိုရည်လေးတွေကိုငါရှော့မယ်တက်နိုင်တော့မှထားပါနေ့အရင်တော့နေ့တိုင်းချိုရည်တစ်နေ့တစ်ပလင်းတောက်တဲ့သူဆိုငါဒီတစ်ပတ်မှာတော့ငါ3ရက်ပဲတောက်မယ်2ရက်ပဲတောက်မယ်အဲ့လိုမျိုးလေးစလျှော့တာမျိုးငါစီအရင်နှစ်ကြော်ရတဲ့ဟာတွေကိုပဲရှောင်မယ်ပုံမှန်တော့သမင်းဟင်းလေးတော့ပုံမှန်စားအောင်မယ်သမင်းနည်းနည်းလေးရှော့မယ်အဲ့လိုမျိုးလေးပေါ့နော် perfect မဟုတ်ဘဲနဲ့ကိုတက်နိုင်လောက်လေးကိုစလုပ်ပြီးတော့အဲ့လိုမျိုး perfect အခြေအနေမဟုတ်ဘဲနဲ့ကိုနိုင်လောက်လေးသွားတဲ့ခါကျရင်ကျွန်တော်တို့ကရေရှည်သွားနိုင်တယ်အဲ့လိုရေရှည်သွားနိုင်ပြီးတဲ့ခါကျရင်ကျွန်တော်တို့အဲ့လိုရေရှည်သွားရင်းနဲ့တရက်တလေပေါ့နော်ကျွန်တော်တို့ဖြစ်သွားတယ်စားမိသွားတယ်ထားပါတော့လိုရာတက်ပို့ပြီးတော့အဲ့ဒီမှာစီကြော်လေးတော့တခုတော့လောစားမိသွားတယ်ဗျာစားမိသွားရင်လည်း enjoy it ကျွန်တော်ပြောတာတကယ်ပဲပျော်ရွှင်ရွှင်နဲ့သာစားလိုက်ဒီအကြီးစားမိသွားပြီဆိုပြီးစိတ်တက်ကြမနေနဲ့စားတဲ့အချိန်မှာလည်းစိတ်တက်မကြနဲ့စားပြီးတဲ့အချိန်မှာလည်းစိတ်တက်မကြနဲ့ကဲဒီနေ့တော့စားမိသွားပြီ okay ပါပဲဖြစ်ငါ enjoy စားလိုက်မယ်ပျော်ရွှင်ရွှင်နဲ့ပြီးသွားရင်နောက်နေ့ကျရင်ငါပြန်စားမယ်ငါလုံနိုင်တဲ့ပမာဏငါပြန်ပြီးတော့ရှေ့ဆက်သွားမယ်ဆိုပြီးတော့အဲ့လိုမျိုးလုံးမှသာလဲကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ရေရှည်သွားနိုင်မယ်ကျွန်တော်တို့လိုချင်တဲ့ target တွေကိုရောက်မယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကperfect ငါတို့ extreme ချမယ်ဆိုပြီးတော့အပြင်းထိုင်နေလုံးမယ်ပြီးသွားရင်တရက်တွေလောက်ပြတ်သွားတယ်ကဲထားလိုက်တော့ဒါကြီးကဘွားကြီးကရေစုံမျောပြီဆိုပြီးတော့အဲ့လိုလုံးနေပြီးတော့ကျွန်တော်တို့ကဝိတ်ချဖို့အတွက်ခက်ခဲနေအောင်မယ်ဝေးနေအောင်မှာဖြစ်ပါတယ်Okay ဒီ5ချက်နဲ့မိတ်ဆွေဘွားမှာဝိတ်ချတဲ့နေရာမှာအရန်လွယ်ကူသွားဖို့အတွက်ထောက်ကူဖြစ်မယ်လို့ယုံကြည်တယ်တခြားသောဗီဒီယိုတွေလည်းကျွန်တော်တင်ပေးထားတာအများကြီးရှိသေးတယ်ဆိုတော့သွားကြည့်ဖို့တိုက်တွန်းနေတယ်အားလုံး bye bye